ယုံကြည်ခြင်းကြီးမားတဲ့လူငယ်ဖြစ်ပေမဲ့မိမိခွန်အားရတဲ့ချမ်းပိုက်တုံးခုလောက်ပြောပြပါဆိုရင်မပြောပြနိုင်ဘူး။ဖျားเจ้าမြဲတွားနေပေမဲ့ကျမ်းစာတွေကဘုရားအသုံးပြုခဲ့တဲ့ပုဂ္ဂိုလ်တယောက်အကြောင်းကိုရှင်းရှင်းလင်းလင်းမပြောပြနိုင်ဘူး။ယေရှုအကြောင်းကိုပြောပြပါလို့ပြောရင်ဘာပြောရမှန်းတော့မသိတဲ့ယုံကြည်သူတွေဒီနေ့ခေတ်ကြီးမှာရေတွက်လို့မကုန်နိုင်ပါဘူး။ဒီလိုမျိုးလူငယ်တွေထဲမှာမိတ်ဆွေတွေထဲမှာကျွန်တော်တို့ပါနေသလားကျွန်တော်တို့မိမိကိုယ်ကိုစမ်းစစ်ဆင်ခြင်ကြရအောင်တကယ်ယေရှုကဘာရိရှဲတွေကိုပါပြောခဲ့တယ်လဲဆိုရင်ရှင်လူကခရစ်ဝင်အခန်းကြီး16အငယ်15မှာယေရှုကလည်းလူများရှိမှဖြောင့်မတ်ဟန်ဆောင်တော်လဲဘုရားသခင်ဒီတင်တို့ဤစိတ်နှလုံးကိုတည်မြင်တော်မူ၏လို့ပြောထားတာကိုတွေ့ရပါတယ်ဒီနေ့ခေတ်ကြီးမှာကျွန်တော်တို့ယုံကြည်သူအများစုကဘုရားသခင်ကိုချီးမွမ်းတခြင်းတွေနဲ့ပို့ပြီးယဉ်နီးကျွမ်းဝင်လာကြပေမဲ့တစ်ဖက်မှာတော့နှုတ်ကပတ်တော်ကျမ်းစာဖတ်ရှုဆင်ခြင်တဲ့အပိုင်းမှာအားနည်းလာကြပါတယ်။ဒါကြောင့် Biblical Scholar တယောက်ဖြစ်တဲ့ Dr. John Stott က Growth without depth လို့တင်စားပြောဆိုခဲ့ပါတယ်။ဘာကိုပြောတာလဲဆိုရင်တော့ကမ္ဘာပေါ်မှာတင်တော်တွေမြောက်များစွာကိန်းကနန်းအရာကြီးထွားလာကြပေမဲ့ကျမ်းစာရဲ့အဓိကဆိုလိုရင်းဖျားနဲ့လူတွေကြားမှာရှိဖို့လိုအပ်တဲ့ကျမ်းစာရဲ့အခြေခံအုတ်မြစ်တွေကိုယုံကြည်သူတွေစီစစ်စစ်မှုမရှိတဲ့အခြေအနေကိုထောက်ပြထားတာပဲဖြစ်ပါတယ်။ထို့အတူပဲကျွန်တော်တို့ယုံကြည်သူတွေကမိမိကိုယ်ကိုပြန်ဆန်းစစ်ဖို့လိုပါတယ်။တချို့ကအတင်းတော်မှာပါဝင်နေခြင်းကအကြောင်းပြချက်အမျိုးမျိုးနဲ့ဝင်ရောက်လာတာဖြစ်ပါတယ်။မိတ်ဆွေကဘလို့အသက်တာမျိုးနဲ့တင်းတော်မှာပါဝင်နေလဲ။ကျွန်တော်တို့ယုံကြည်သူတွေဆိုတာဘုရားနဲ့ပတ်သက်လာရင်အကောင်းဆုံးအရင်အမြစ်ကတော့ဓမ္မကျမ်းစာပဲဖြစ်ပါတယ်။ဒါကြောင့်မိမိအသက်တာကိုအမြဲစကားပြောတဲ့ကျမ်းချက်တွေထဲကနေခွန်အားအရာအဆုံးဖြစ်တဲ့ကျမ်းချက်အချို့ကိုအမြဲအလွတ်ရထားတင်ပါတယ်။ဘာလို့လဲဆိုတော့ရှမတဲ့ခရစ်ဝင်ကျမ်းအခန်းကြီး28အငယ်19ကနေ20မှာဖော်ပြထားတဲ့အတိုင်းပဲကျွန်တော်တို့ယုံကြည်သူတွေဆိုတာယေရှုရဲ့မဟာစီခိုင်းချက်ဖြစ်တဲ့လူမျိုးတကာတို့ကိုဧဝံဂေလိဝေငှနိုင်ဖို့ရန်အတွက်အမြဲအစဉ်တည်းဖြစ်ဖို့ပြောထားတာကိုကျွန်တော်တို့အားလုံးအတိပါပဲပြီးတော့ကျမ်းစာတွေကအမြဲကိုခွန်အားယူရတဲ့ပုဂ္ဂိုလ်တယောက်အကြောင်းကိုကောင်းကောင်းသိထားခြင်းကကျွန်တော်တို့ယုံကြည်ခြင်းကိုများစွာတိုးတက်စေတာကိုသိစေချင်ပါတယ်ဥပမာဒါဝိလားယောတက်လားဒါမှမဟုတ်တင့်ကိုလူမျိုးကြီးဖြစ်စေမယ်လို့ဂတိတော်ပေးခံရတဲ့အာဗြဟံလားတဲ့ရောက်ကိုတေချာတိထားခြင်းကသူတို့ရဲ့အသက်တာတွေအားဖြင့်ဘုရားစကားပြောခဲ့တဲ့အရာတွေကိုများစွာနားလည်စေမှာဖြစ်ပါတယ်ဘုရားကိုတည်တဲ့ယုံကြည်သူတယောက်အနေနဲ့ပဲမဟုတ်ပဲရင့်ကျက်တဲ့ယုံကြည်သူတယောက်အနေနဲ့အသက်ရှင်ဖို့ဘုရားသခင်ကအလိုတော်ရှိနေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အသက်တာတွေဘုရားနှုတ်ကပတ်တော်ကိုအမြဲဆင်ခြင်ခွန်အားယူဖို့ဓမ္မကျမ်းစာတွေကခွန်အားရတဲ့အချက်တွေကိုအမြဲအမှတ်ရအောင်ပြင်ဆင်ကြရအောင်ချိန်မရွေးနေရာမရွေးဘုရားရဲ့ကောင်းမြတ်ခြင်းတွေကိုဝေငှတက်တည်ခံနိုင်ဖို့အစစ်တိဖြစ်ကြရအောင်လို့ဝေငှရင်ဒီနေရာမှာရန်နာလိုက်ပါတယ်ကျမ်းစာတို့ရောက်ချင်းစီတိုင်းအားလုံးပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေ